ဥရောပရဲ့ဘရင်စစ်ကိုဆုံးဖြတ်မဲ့ညဟာနီးကပ်လို့လာခဲ့ပါပြီ။လာမယ့်မေလ30ရက်နေ့ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့ကပုရှ်ကတ်အရီနာကွင်းကြီးထဲမှာတကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ချန်ပီယံလိဗိုလ်လုပွဲကြီးကိုကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ဖိုင်နယ်ကတော့ကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးချိန်ဖြစ် UCL ချန်ပီယံဆုကိုအရလိုချင်နေတဲ့အာဆင်နယ်အသင်းနဲ့မနစ်ကမှသမိုင်းဝင်ချန်ပီယံဖြစ်ထားပြီးအခုဆိုနှစ်နှစ်ဆက်တိုက်ဘတ်တူဘက်ချန်ပီယံဆုကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ PSG အသင်းတို့ရဲ့ထိပ်တိုက်တွဲဆုံမှုပဲဖြစ်ပါတယ်။ဒီအသင်းနှစ်သင်းကြားမှာပြီးခဲ့တဲ့ရာသီဆီမီဖိုင်နယ်တုန်းကလည်းအကျိတ်နဲ့ရှိခဲ့တဲ့ဘောင်ချာဟောင်းတွေရှိပါသေးတယ်။အာဆင်နယ်အသင်းရဲ့သမိုင်းဝင်ချန်ပီယံဆုကိုပထမဆုံးချိန်ရယူသွားနိုင်မလား။ PSG အသင်းကပဲဥရောပဘရင်ပွဲကိုဆက်လက်စိုးမိုးသွားမလားဆိုတာဒီနေ့ဗီဒီယိုထဲမှာအသင်းနှစ်သင်းရဲ့ဗိုလ်လုပွဲစီကိုတက်လန်းလာတဲ့ဖြတ်သန်းမှုနီးပြူအပိုင်းအားပြိုင်မှုတွေနဲ့နှစ်ဖက်အသင်းမှာရှိတဲ့ key player တွေရဲ့အကြောင်းကိုကျွန်တော်အပြည့်စုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံး Premier League Champion Arsenal အသင်းရဲ့လမ်းကြောင်းကိုကြီးလိုက်ရအောင်ပါ။ Arsenal အသင်းဟာဒီနှစ် UCL မှာအိမ်မက်ဆန်တဲ့ခြေစမ်းတွေကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။အုပ်စုအဆင့်ပြိုင်ပွဲမှာ10ပွဲကစားပြီး10ပွဲစလုံးကိုအနိုင်ရယူက4ဂိုးပဲပေးခဲ့ရတာကြောင့်သမိုင်းတစ်လျှောက်မှာပထမဆုံးပေးကိုအနည်းဆုံးအသင်းဖြစ်မှတ်တမ်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။ရှုံးတဲ့အဆင့်တွေမှာလီဗာပူးဆင်စပိုတင်း CP နဲ့ဆီမီဖိုင်နယ်မှာအက်တလက်တီကိုမက်ဒရစ်တို့ကိုသူတို့ရဲ့အကောင်းဆုံးခံစစ်အင်အားနဲ့ရင်ဆိုင်အနိုင်ယူပြီးနှစ်ပေါင်း20အတွင်းမှာပထမဆုံးချိန်ဖိုင်နယ်ကိုတက်လန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့လက်ရှိချန်ပီယံ PSG အသင်းရဲ့ဒီနှစ်လမ်းကြောင်းကတော့တိတ်မဖြောင်ပြူးပါဘူး။အုပ်စုအဆင့်မှာတင်အဆင့်7ပဲရခဲ့တာမလို့မိုနာကိုအသင်းနဲ့ play-off တောင်ကစားခဲ့ရပါသေးတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာပဲချက်စီအသင်းကို10ဂိုး2ဂိုးလီဗာပူးအသင်းကို4ဂိုးဂိုးမရှိဆီမီပိုင်ထဲမှာဘိုင်ယန်မြူးနစ်လိုအသင်းကို6ဂိုး5ဂိုးဆိုတဲ့ဒရမာဆန်ဆန်ရလက်တွေနဲ့အနိုင်ထက်ယူပြီးလက်ရှိချန်ပီယံဆိုတဲ့အရှိန်အဝါကိုထပ်မံပြသနိုင်ခဲ့တယ်လို့ဘိုလ်လူပွဲစီကိုပါဒုတိယအကြိမ်နှစ်နှစ်ဆက်တိုက်ဘက်တူဘက်တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အာတီတာရဲ့အာဆင်နယ်ကတော့ဒီနေ့ရာသီဥရောပရဲ့အကောင်းဆုံးခံစစ်အသင်းလို့ပြောရင်မမားပါဘူး။ဘာလို့လဲဆိုတော့ဒီရာသီစလီဗာနဲ့ဂါဘရီယယ်တို့ရဲ့အတွဲဘက်ကတော်တော်ကိုကစားပုံကျစ်လစ်တယ်လို့ဘိုးသမားဒေးဗစ်ရိုင်ယာကလည်းတင်ဟာဒီလို့လက်စွမ်းပြကောင်းွယ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။လူးစ်အင်ယူဂီရဲ့ PSG အသင်းကတော့အာဆင်နယ်ရဲ့ကစားပုံနဲ့လုံးဝကိုကွဲပြားတဲ့စတိုင်ပါပဲ။သူတို့က position ကိုချေခံပြီးပြိုင်ဘက်ရဲ့ကွင်းလယ်ကနေဘောလုံးဖြတ်တောက်ပြီးတာနဲ့ quick transition counter တိုက်စစ်မှုတွေကိုဓာတ်ရိုက်ပေးပို့ပြီးဂိုးသွင်းတက်ကြတာပါအထူးသဖြင့်ကွင်းလယ်လူဘီတင်ညာရဲ့ပွဲတစ်ပွဲကိုထိန်းချုပ်နိုင်မှုနဲ့တိုက်စစ်ရဲ့မျက်နှုံးမြင့်ကစားသမားတွေကြောင့်အာဆင်နယ်အသင်းရဲ့ခံစစ်အတွက်တကယ့်ကိုစိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်ဒီပွဲရဲ့အဓိက key player တွေကိုကြည့်မယ်ဆိုရင်အာဆင်နယ်ဘက်မှာတိုက်စစ်မှုဗီတာယောဂရက်ကွင်းလယ်ကစားသမားဒီကန်ရိုက်အက်ဇေးနဲ့ဘူကာယိုဆာကာတို့ကိုစောင့်ကြည့်ရနိုင်ပါတယ်ဆာကာရဲ့ညာတောင်ပံကနေဖြတ်တောက်ပေးပို့မှုတွေနဲ့ cut inside ကန်တင်းချက်တွေက PSG နောက်တန်းကိုဒုက္ခပေးနိုင်တယ်လို့ယောဂရက်ရဲ့ area ထဲမှာအဆုံးသတ်နိုင်စွမ်းကလည်းအာဆင်နယ်အသင်းအတွက်အဓိကမျှော်လင့်ချက်ဖြစ်လာနိုင်ပါတယ် PSG ဘက်မှာတော့လက်ရှိကမ္ဘာအကောင်းဆုံးဘောလုံးတီရောဆုရှင်ဥစမာလီဒန်ဘီလီကိုလုံးဝမေ့ထားလို့မရပါဘူးဒဏ်ရာပြဿနာတွေရှိနေပေမဲ့သူကဒီနေ့မှလည်းဂိုးတွေသွင်းထားတယ်လို့ assist တွေလည်းအများကြီးလုပ်ထားတဲ့ကစားသမားပါပြီးတော့ဘိုင်ယန်မြူးနစ်ကိုဖြုတ်ခဲ့တော့ကလည်းခြေစမ်းတွေပြပြီးဂိုးတွေတောင်ကိုယ်တိုင်သွင်းယူနိုင်ခဲ့ပါသေးတယ်ဒါ့အပြင်ဘာကူလာနဲ့ကွာရက်စကီလီယာတို့လိုတိုက်စစ်တွဲလုံးကလည်းအာဆင်နယ်နောက်တန်းကိုအလုံများစီမှာတေးကြပါတယ်နှစ်သင်းလုံးရဲ့အားသာချက်အားနည်းချက်တွေကိုကြည့်ရမယ်ဆိုရင်အာဆင်နယ်ဟာဖိုင်နယ်ပွဲကြီးပွဲကောင်းအတွေ့အကြုံပိုင်းမှာ PSG အသင်းထက်အနည်းငယ်လိုအပ်ချက်တွေရှိပါတယ်ဒါပေမဲ့သူတို့မှာနှစ်ပေါင်း22နှစ်ကြာဝေးကွာနေတဲ့ Premier League Champion ဆုကြီးကိုရယူနိုင်ခဲ့တာကြောင့်ဗန်တယ်ပိုင်းမှာတော့ PSG အသင်းထက်တာနေနိုင်ပါတယ်တစ်ဖက်က PSG အသင်းကတော့တိုက်စစ်သားပေးကစားလိရှိတာကြောင့်နောက်တန်းမှာဟာကတ်တွေရှိတတ်ပြီးအာဆင်နယ်ရဲ့စနစ်ကျတဲ့ presence အောက်မှာဆိုရင်ဘောလုံးပေးယူမှားသွားနိုင်ရည်ရှိပါတယ်ကျွန်တော်ရဲ့ပွဲကြိုသုံးသက်ချက်ရဆိုရင်ဒီပွဲဟာပြီးခဲ့တဲ့နှစ်ဆီမီဖိုင်နယ်တုန်းကလို့ PSG ကပဲဘက်တူဘက်ချန်ပီယံဖြစ်ထက်ရသွားမလားဒါမှမဟုတ်အာဆင်နယ်ကပဲကလပ်သမိုင်းတစ်လျှောက်မှာပထမဆုံးချိန်ဖြစ်ချန်ပီယံလိဖလားကြီးနဲ့အတူဒီနေ့ရာသီ main trophy နှစ်ခုနဲ့အောင်ပွဲခံနိုင်သွားအောင်မလားဆိုတာတကယ်ကိုစိတ်လှုပ်ရှားတဲ့အကောင်းပါတယ်ကျွန်တော်ရဲ့ personal ခံမှန်းချက်အရခံစစ်အခြေလက်ဆုံးနဲ့အာဆင်နယ်ကပဲပွဲကိုထိန်းချုပ်ပြီးတကူဂိုးမရှိဒါမှမဟုတ်အချိန်ပုံမှာကတ်နိုင်သွားလိမ့်မယ်လို့ခံမှန်းနေပါတယ်ကဲညီကိုတို့ရောဘယ်လိုထင်ပါသလဲ
အင်္ဂလန်မြေကအာဆင်နယ်ကပဲတမိုင်းသစ်ရေးထိုးသွားမလားဒါမှမဟုတ်ပါရီမြေက PSG တင်ကပဲချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းသွားမလားဆိုတာမိတ်ဆွေတို့ရဲ့ခံမှန်းချက်တွေကိုအောက်ကကောမန့်ထဲမှာဝင်ရောက်ရေးသားသွားလို့ရပါတယ်နောက်တင်မဲ့ဗီဒီယိုတွေမှာမိတ်ဆွေနဲ့အတူပြန်ဆောင်ကြပါသေးတယ်